ရှင်အလုတ်ကိုအလုတ်လုပ်ဖို့သွားတာတငယ်ချင်းရှာဖို့သွားတာမဟုတ်ဘူး Huh? လုပ်ငန်းခွင်ထဲမှာကိုအရင်နှိမ့်ချလို့နေမိန်းကလေးဒါမှမဟုတ်အနိုင်ကျင့်ခံရတဲ့မိန်းကလေးရှိလားရှင်သိလားလုပ်ငန်းခွင်မှာရှင်ရဲ့အကြီးမားဆုံးအမားတစ်ခုကဘာလဲဆိုတော့လေအလုတ်ကိုရှင်ရဲ့တဘောဝလုံးလို့သတ်မှတ်လိုက်တာပဲကျွန်မပြောအောင်နားထောင်ရှင်မနှက်ဖြန်တစ်ခုဖြစ်သွားရင်အဲ့အလုတ်က24နာရီမတိုင်ခင်ရှင်လုပ်တဲ့အလုတ်တွေကိုရှင်နေရကိုအစားထိုးဖို့လူတယောက်စီစဉ်ကြမှာပဲဟိုအဲ့တော့ရှင်ဘာလို့အလုတ်ထဲမှာအားလုံးအမြင်ကြည့်ဖို့ရှင်အလုတ်ကိုဘဝကြီးတစ်ခုလုံးလက်ခံထားဖို့ရှင်ကိုရှင်စူးစမ်းနေရတယ်ရှင်ဘဝကိုရောရှင်ပြောရှင်မှုစဉ်းစားမိရလားရှင်အလုတ်ကိုအလုတ်လုပ်ဖို့သွားတာတငယ်ချင်းရှာဖို့သွားတာမဟုတ်ဘူးအဲ့ဒီတော့အလုတ်ကလူတိုင်းကရှင်ကိုသဘောကျနေစရာမလိုဒါပေမဲ့လေးစားနေဖို့လိုတယ်ဆိုတော့ဒီအလုတ်ခွင် drama တွေကနေရှောင်ဖို့အတွက်ဒီနေ့3ချက်ပြပြအောင်နံပါတ်1ချက် no လို့ပြောဖို့လုံးဝမကြောက်ပါနဲ့ရှင်ကအမြဲတမ်း yes လို့ပြောတတ်တဲ့လူလားဒါမှမဟုတ်ရင်သူများမလုပ်ချင်တဲ့အလုပ်တွေအကုန်လုံးဒိုင်ခံပြီးရှင်တယောက်တည်းလုပ်ပေးနေတတ်တဲ့သူလားအဲ့လိုလုပ်ပြီးရင်လူတွေကရှင်ဘလို့မြင်မလဲသိလားအတုံးဝင်တဲ့လူလိုပဲမြင်မှာတန်မိုးရှိတဲ့လူလိုမြင်မှာမဟုတ်ဘူးရှင်ရဲ့အလုပ်တာဝန်ရှင်ရဲ့ rules ထဲမှာလုပ်ပိုင်ခွင့်ထဲမှာမပါတဲ့အရာတွေကိုခိုင်းလာခဲ့ရင် no လို့ညင်းတက်ရမယ်ဆိုတော့ဘလို့ညင်းမလဲဒါကကျမရဲ့တာဝန်မဟုတ်ဘူးကျမမှာအခုလောလောဆယ်ကျမရဲ့ဘဲတာဝန်တွေကိုအချိန်မီပြည့်အောင်လုပ်ဖို့ရှိနေပါတယ်ဆိုပြီးတော့ရင်ကြီးနဲ့ပြက်ပြက်တသားညင်းမှာရှင့်အချိန်ကအလကားရတာမဟုတ်ဘူးနံပါတ်2ချက်ရှင့်မှာအရန်ကောင်းတဲ့ idea ရှိနေတဲ့တဲ့ meeting တွေမှာဘာလို့ဘာမှမပြောဘဲနဲ့ညင်နေရလဲသူများရဲ့ဝေးဖက်မှာကြောက်လို့မျိုးသိထားရလားမှတ်ထားပါရှင်ကအဲ့ဒီ meeting ထဲမှာပါဝင်ခွင့်ရပြီဆိုတာနဲ့သူတို့ကရှင်ရဲ့ opinion တွေကိုလေးစားလို့ပါပဲရှင်လုံးဆောင်ခဲ့တဲ့အရာတွေရှင်ရဲ့အောင်မြင်မှုတွေကိုပြောပြဖို့ရာမရှက်ပါနဲ့ဒါကျမလုပ်ခဲ့တာပါလို့ပြောဖို့လဲဝင်မလေးပါနဲ့ရှင်ကရှင်ကိုရှင်နှိမ်ချပြနေလောကကြီးရှင်နင်းချေသွားလိမ့်မယ်ရှင်တန်မို့ရှင်ကိုယ်တိုင်ချမပြရင်ဘယ်သူမှအတိမတ်ပြုပေးမှာမဟုတ်နံပါတ်3ပွဲကြည့်ပြိတ္တဖဲလုပ်ပါလုပ်ငန်းခွင်တွေကအတင်းဖြင်းနေ drama တွေထဲမှာရှင်ပါမိနေပြီလားရှင်က high value woman တယောက်ဆိုရင်ဒီလို conversation တွေထဲမှာရှင်ရဲ့အချိန်ကိုမဖြုံးပါနဲ့ဒီလိုအတင်းဖြင်းတွေထဲမှာရှင်ရဲ့အချိန်ကိုမဖြုံးပါနဲ့သူတို့ကတယောက်ကြောင့်တယောက်မကောင်းပြောနေတဲ့အချိန်မှာရှင်ရဲ့ skill တွေကိုမြင့်တင်နေရမယ်အလုံးမှာလူတိုင်းနဲ့အဆင်ပြေအောင်နေပါဒါပေမဲ့ဘသူ့မှအယုံမလွယ်ပါနဲ့လုပ်ငန်းခွင်မှာတငယ်ချင်းဆိုတာထက်လုပ်ဖော်ကိုင်ဖက်ဆိုတဲ့စီးကိုတေချထားပါရှင့် personal ဘဝအကြောင်းတွေကိုအလုံးမှာအကုန်ချမပြပါနဲ့ရှင်လျှို့ဝှက်ထားနိုင်လေရှင့်အရှိန်ဝါကြီးလေးပါပဲဆိုတော့နောက်ဆုံးအနေနဲ့အလုပ်ဆိုတာရှင့်တန်ဖိုးကိုတိုင်ရမယ့်နေရာတစ်ခုမဟုတ်ဘူးရှင်ကအပြန်အလှန်အကျိုးပြုရမယ့်နေရာတစ်ခုဖြစ်တယ်အဲ့ဒီတော့မနှက်ဖြန်အလုပ်သွားတဲ့အခါခေါင်းကိုမော့ရင်ကိုကော့ပြီးတော့ confidence အပြည့်နဲ့သွားပါရှင်က solution provider တယောက်အနေနဲ့သွားပါရှင်ကရှင်ရဲ့ energy ကိုပြောင်းလဲလိုက်တာနဲ့ပတ်ဝန်းကျင်ကရှင်ကိုဆက်ဆံမဲ့ပုံစံတွေကလည်းပြောင်းလဲသွားလိမ့်မယ်